CNF CNA ကစစ်မတိုက်ဘူးပါဘူးပြောသူများသိနိုင်ဖို့ CNF CNA စစ်ရေးလှုပ်ရှားမှုတစ်စိတ်တစ်စောင်းမြန်မာတပ်မတော်၏ဥတက်မှတ်တမ်းအရ19ရက်4လ1995လှမ်းဖေးရွာတွင် CNA 250ခန့်နဲ့နယ်မြေလှုပ်ရှားတပ်တိုက်ပွဲဖြစ်ရွာသား2ဦးသေဆုံးပြီးရွာသား339အိုးမဲ့အိမ်မဲ့ဖြစ်73ရက်3လ1996 19:55အချိန် CNA 4ဦးသည်ဟာခါအခြေပြုစစ်ဗျူဟာရုံးအောက်ထပ်မူကြိုကျောင်းတွင်လက်လုံလက်ပစ်ပုံတစ်လုံးစီဖောက်20:05မိနစ်အချိန်ကဈေးတစ်ရက်ချယ်ရီလန်းရှိခလာရ266မှဗိုလ်မှူးစောလိုင်အင်ကို32ပစ္စတိုဖြင့်နှစ်ချက်ပစ်9ရက်4လ1996ထန်တလန်ခွာပုံရွာတွင်ဗျက်လျံရွှေခါဆောလမွန်စောဝတ်ဦးစီ250ခန့်နဲ့ခလာရ228နဲ့266ခွဲနှစ်ခွဲဖြင့်တိုက်ပွဲဖြစ် CNA 14ဦးကြဆုံးပစ္စတို3လက် N.22 rifle 4လက်တရုတ်ဆက်လက်1လက်လမ်းလျှောက်စကားပြောဆက်တစ်လုံးနဲ့ခေယံသိမ်းစီရမိတိုက်ပွဲကြောင့်ခွာပုံရွာနဲ့လမ်းဖေးရွာအိမ်58လုံးမီးလောင်9ရက်5လ1996 22နာရီ20မိနစ်အချိန်ထန်တလန်ဇုံမွန်ရဲ့ထလာတ28တက်ချက်တင်ဝင်တနက်ဖြင့်ပြစ်သေဆုံးစသဖြင့် CNA စေလှုပ်ရှားမှုတရင်အပေါ်စလိုင်းဇာကနာအမီရကလောင်ရှင်တူမှချင်းစကားဝိုင်း group တွင်အောက်ပါတိုင်းပြန်လည်တုံ့ပြန်ရေးသားခဲ့ပူပါတယ်မူရင်းစလိုင်းဇာကနာ၏အရေးသားတိုင်းတင်ဆက်ရသောဟိုက်ရှာပါမနောင်းနဲ့လေအဟုတ်မှလို့ဖတ်နေတာ CNA စစ်သား250နဲ့နယ်မြေလှုပ်ရှားတပ်တိုက်ပွဲဖြစ်တော့ဘာမဆိုင်ညာမဆိုင်ရွာသား2ဦးသေပြီး339ဦးအိုးမဲ့အိမ်မဲ့တဲ့ဟုတ်စရဲမင်းပိုင်နဲ့အောက်ပိုင်တိုင်းပြိုင်ကြတာနေထလင်းအနိုင်ရတယ်ဆိုတာထက်ပိုဆိုးနေပါဗောလားဟိုလေးယောက်ကလည်းလက်ပစ်ပုံးဖောက်ခွဲစရာနေရာရှာလို့မူကြိုเจ้าမှာဖောက်ခွဲတယ်လားရည်ရွယ်ချက်ကြီးမားပုံရတယ်ဂုံတိုက်တွေမှာဘုံလိုက်ခွဲနေတဲ့စစ်ဆိုးရကိုအားကြလို့ထင်ပါရဲ့လွဲချက်နောက်တစ်ခုဘုံမှုစောလိုင်းအင်ကိုပစ္စတိုနဲ့ပြစ်တယ်ဟုတ်စလူပြစ်လိုက်ရင်တိမ်မာဆိုးလုံးနဲ့တူတယ်ဟဲ့ဟဲ့လေးကွာနဲ့စစ်သားငယ်တိတ်ပြစ်ခဲ့တဲ့ငါးလောက်တောင်လက်တံမပြောင်ကြသေးပါလားဟဲ့ဒီနေရာမှာဆောလမွန်ကိုတော့ချီးကျူးဖို့ကောင်းနေတယ်တော်တော်တိုက်ကြတဲ့တိုက်ပွဲဖြစ်ရမယ်သူ့ဘက်ကကြီးပဲကြနေတာဟူးမလွယ်ကြောပဲစလိုင်းဇာကနာဒါလေးများဗမာစိစာဇန်နဝါရီ24 9:42 AM ဆိုပြီးရေးသားထားကြောင်းတင်ဆက်လိုက်ရပါတယ်